အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ Introduction to Biology ဇီဝဗေဒကိုမိတ်ဆက်ခြင်းဖြစ်ပါတယ်ဇီဝဗေဒဆိုတာသက်ရှိဖြစ်တဲ့အပင်နဲ့သတ္တဝါတွေအားလုံးကိုလေ့လာခြင်းဖြစ်ပါတယ်ကုန်းမြေရေနဲ့လေထုထဲမှာသက်ရှိမျိုးကွဲများစွာရှိပါတယ်မှိုတွေဘက်တီးရီးယားတွေအပင်တွေတိရစ္ဆာန်တွေနဲ့လူတွေကတော့သက်ရှိတွေပဲဖြစ်ပါတယ်သက်ရှိတွေအားလုံးရဲ့ဖွဲ့စည်းတည်ဆောက်ပုံနဲ့လှုပ်ဆောင်ချက်တွေကသူတို့နဲ့သက်ဆိုင်တဲ့ပတ်ဝန်းကျင်နဲ့လည်းအပြန်အလှန်ဆက်ဆက်နေပြီးတော့မိခိုပူပေါင်းလှုပ်ဆောင်ပြီးရှင်သန်နေထိုင်ကြပါတယ်။သက်ရှိတွေရဲ့အဓိကလက္ခဏာရပ်တွေထဲမှာဆဲဖွဲ့စည်းတည်ဆောက်ပုံစီဝါရုပ်ဖြစ်ဖြစ်ခြင်းကြီးထွားခြင်းရွေ့လျားခြင်းတုံ့ပြန်တတိရှိခြင်းမျိုးပွားခြင်းနဲ့လက်ရောညီထွေပြုပြင်နေထိုင်မှုတွေရှိခြင်းတို့ဖြစ်ပါတယ်။ဒါကြောင့်ဇီဝဗေဒဘာသာရပ်ကသက်ရှိတွေကိုလေ့လာတဲ့ဘာသာရပ်ဖြစ်ပြီးတော့အလွန်အခြေခံကြပြီးအရေးကြီးတဲ့သိပ္ပံပညာရပ်ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့သက်ရှိတွေကိုအဆင့်ဆင့်ဖွဲ့စည်းထားတာဖြစ်ပါတယ်။အရိုးရှင်းဆုံးအဆင့်ကနေစပြီးအရှုပ်ထွေးဆုံးအဆင့်အထိအစီအစဉ်စက်တန်းအလိုက်ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။သက်ရှိဆိုင်ရာအဖွဲ့အစည်းတွေရဲ့အနှိမ့်ဆုံးအဆင့်မှာတော့အလွန်သေးငယ်တဲ့အကြံလေးတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။တောတောင်ရီမြေလူတ attva မှန်သမျှကလျှက်စစ်တက်နဲ့အလွန်သေးငယ်တဲ့အမှုန်ကလေးတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။အဲ့ဒီအမှုန်ကလေးတွေကိုအက်တမ်လို့ခေါ်ပါတယ်။အက်တမ်တွေကိုပကတိမျက်စိနဲ့မမြင်နိုင်ပေမဲ့စကြဝဠာတစ်ခုလုံးနဲ့မြင်သမျှအရာဝတ္ထုမှန်သမျှကိုအက်တမ်တွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။အက်တမ်တွေနဲ့ပေါင်းစပ်ဖွဲ့စည်းထားတဲ့ drop ပေါင်းကိုတော့ molecule လို့ခေါ်ပါတယ်။ molecule ဆိုတာအရာဝတ္ထုတွေရဲ့အသေးငယ်ဆုံး unit ဖြစ်ပြီးအက်တမ်နှစ်ခုနဲ့အထက်တီးကြတဲ့အနေအထားမှာဓာတုအားများဖြင့်အချင်းချင်းဆွဲငင်ဖွဲ့စည်းထားတဲ့လျှက်စစ်ဓာတ်ပြဲအုပ်စုဖြစ်ပါတယ်။ဥပမာဟိုက်ဒရိုဂျင်အက်တမ်နှစ်ခုနဲ့အောက်ဆီဂျင်အက်တမ်တစ်ခုကိုပေါင်းစပ်ဖွဲ့စည်းလိုက်တဲ့အခါ H2O ဆိုတဲ့ရေမော်လီကျူတွေဖြစ်လာပါတယ်။သက်ရှိအားလုံးရဲ့ဖွဲ့စည်းပုံနဲ့လှုပ်ဆောင်မှုဆိုင်ရာညွှန်ကြားချက်တွေပါရှိတဲ့ DNA ဆိုတာကလည်းမော်လီကျူပဲဖြစ်ပါတယ်။မော်လီကျူတွေစုပေါင်းပြီး organelle ဆိုတဲ့အင်္ဂါနှုတ်ကလေးတွေဖြစ်လာပါတယ်။ဥပမာ nucleus, Golgi apparatus, mitochondria, chloroplast တို့ဖြစ်ပါတယ်။ organelle ဆိုတာဆဲတစ်ခုရဲ့ cytoplasm မှာတိကျတဲ့လှုပ်ဆောင်ချက်ကိုထောက်ပံ့ပေးတဲ့ဖွဲ့စည်းပုံတစ်ခုဖြစ်ပါတယ်။ organelle ဆိုတာဆဲတွေကအစိတ်ပိုင်းတွေဖြစ်ပြီးတော့သူတို့ကြီးတက်ဆိုရင်အသက်မရှင်သန်နိုင်ပါဘူး။အဲ့ဒီ organelle အစိတ်ပိုင်းတွေကိုဆဲအဖြစ်စနစ်တကျဖွဲ့စည်းလိုက်တော့မှသာအသက်ရှင်ခြင်းတို့မဟုတ်သက်ရှိဆိုတဲ့ဂုဏ်ရည်တစ်ခုထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါကြောင့်သက်ရှိဆိုင်ရာအဖွဲ့အစည်းမှာအနှိမ့်ဆုံးအဆင့်တွေဖြစ်တဲ့ atom, molecule နဲ့